အားလုံးပဲမင်္ဂလာပါရှင်စောစောမြန်မာ channel မှာကြိုဆိုပါရစေဒီဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တိုင်းနှန်းရှင်2မျိုးအကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်ဘုံမီးရအနွယ်ဝင်တိုင်းနှန်းရှင်တွေအများစုမှာဘုံမစိုးလို့ခေါ်တဲ့စတုမဟာရစ်အနွယ်တွေလည်းပါဝင်ပါတယ်တိုင်းများတွင်အဆင့်တန်းရခွဲခြားရရင်2မျိုး2စားရှိပါတယ်၎င်းတို့မှာအထက်တိုင်းနှန်းရှင်စတုမဟာရစ်အနွယ်နဲ့အောက်တိုင်းနှန်းရှင်ဝေမာနိကတို့ပဲဖြစ်ပါတယ်အထက်တိုင်နှန်းရှင်များတွင်ဒေဝနာဂလို့ခေါ်တဲ့နနဂါးများပါဝင်ပါတယ်။ဥမာပြောရရင်ဘောဂဝတီနဂါးမယ်တော်ကြီးအမေဝိမလဒေဝီဝရုဏနဂါးမင်းကြီးအမေညနန်းသူစာအစရှိတဲ့စတုမဟာရစ်အနွယ်ဝင်နနဂါးများဖြစ်ကြပါတယ်။စတုမဟာရစ်နတ်များမှဆင်းသက်လာသောဘုံမိယအနွယ်ဝင်တိုင်နှန်းရှင်များစွာရှိပါတယ်။ရွှေစာရန်ဖျားအမကြီးအမတော်ဆုံးမွန်လာရွှေဘုံသားစေတီတော်၌သာသနာပြုဆောက်ရှောက်နေသောအမတော်မမြစဉ်အစရှိသောပုဂ္ဂိုလ်များသည်ဘုံမိယအနွယ်ဝင်များဖြစ်ပါတယ်။ဖျားစေရီများတွင်ဆောက်ရှောက်ရသောဖျားတိုင်နှန်းရှင်များသည်လည်းဘုံမိယအနွယ်ဝင်များပဲဖြစ်ပါတယ်။အောက်တိုင်နှန်းရှင်များတွင်ဝေမာနိကများပါဝင်ပါတယ်။အစိမ်းဥစ္စာဆောက်တရဲဥစ္စာဆောက်များသည်အောက်တိုင်နှန်းများဖြစ်ပါတယ်။အများစုမှာကိုယ်ပိုင်ပစ္စည်းများကိုဆွဲလန်းပြီးမကျွတ်မလွတ်သောပုဂ္ဂိုလ်များဖြစ်ကြပါတယ်။အပြင်တိုက်စီလို့လည်းခေါ်ပါတယ်။နောက်ဆက်သူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းပြည့်စုံပါစေဘုဒ္ဓရရဇာများကိုအဆက်မပြတ်တင်ဆက်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ notification လေးများလည်းနှိပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်